ငါချစ်ကြော်လေးပြန်နှိပ်ပါမယ်ငါချစ်ကြော်လေးကြော်စားရအောင်ပေါ့နော်ကြော်စားအောင်ဆိုတာကြော်ပြီးသားပါအဲ့ဒါမနေ့ကမနှိုးလိုက်ရလို့ပေါ့နော်မနေ့ကပေါ့နော်တနေ့ကကြော်ထားတာအဲ့ဒါကြောင့်မလို့အဲ့ဒါလေးပြန်နှိုးမယ်လောလောဆယ်အဲ့မှာဒဲဦးထဲမှာရေရှိနေလို့နော်ရေတွေကိုရှင်းလိုက်တယ်ပေါ့နော်စီနဲ့ရေနဲ့တွေ့ပြီးတော့ပွက်မှာဆိုလို့နော်ဒါမှမဟုတ်ပါအောင်ပြင်းလို့ရှောက်ရိုက်တာပါနော်ဒါစီထည့်လိုက်မယ်စီရတာကြတော့ကျမတို့ကျမရင်းနဲ့ညီအောင်ကတော့မန်နေဂျာစီဘဲစီအသက်နေဖို့ပေါ့နော်သုံးတာအကောင်းဆုံးပေါ့ဒါအခုစောင်းစီတွေတခြားအသီးရွက်စီတွေကတော့အနေရရှိတာပေါ့နော်စောင်းစီတွေအနေရရှိတယ်ပို့ပြီးတော့အနေရရှိတယ်အသီးရွက်စီတွေကလည်းအနေရရှိနိုင်တယ်အဲအကြောင်းမလို့ကျမတို့စီတန့်တာမြေဘဲစီတန့်တာနှမ်းစီတန့်တာကိုသုံးတာကျမရင်းနဲ့ပို့ပြီးတော့ညီတယ်ပေါ့နော်ငါချစ်ပေါ့ဒီငါချစ်ကတော့ဒီလိုရမလို့ဒီငါချစ်ဆိုတာမျိုးရှိတယ်ဘယ်လိုငါဖះထုတ်တဲ့ငါချစ်တွေရှိတယ်တချို့ကလည်းငါချင်း view တော့ငါမြင့်ချင်းတို့အဲ့လိုကနေလုပ်တဲ့ငါချစ်တွေရှိတယ်ကိုကြိုက်တာကိုစားပေါ့နော်စီကြအောင်ဆောက်လိုက်တဲ့စီလေးထည့်ပြီးတော့နော်ငါချစ်ကမနေ့ရပေါ့နော်အဲ့ဒါငါချစ်ကမနေ့ကဝဲလာတာပေါ့နော်ဒါဝဲလာပြီးတော့စီလေးရစားလေးရစနင်းလေးရဟာရနောက်ပြီးကြတော့စက်သွန်ဖြူလေးနော်ထည့်ပြီးတော့မှအပြားလေးတွေကြော်ထားလိုက်တယ်နော်အပြားလေးတွေကြော်ထားလိုက်တယ်ဒါတချို့ကအလုံးကြော်ကြပါတော့အလုံးကြော်ကြပါဒီတော့ကျမကတော့အပြားကြော်ထားလိုက်တယ်ပြန်လို့ရဆိုရင်မဲ့ပူပြီးရောဆိုပြီးချလို့တော့မရဘူးပေါ့ဖြစ်လို့တော့ဆိုတော့အဲဒီငချစ်တွေကတော့တရက်ဆိုတရက်ပေါ့နော်သူကအနတ်ထွက်တာပေါ့နော်ဘိုးစီနဲ့စားလို့အနေရရှိရပေါ့နော်အဲအကြောင်းမလို့ကျမတို့ကဒီဟာကိုပိုးကင်းအောင်ပေါ့နော်လိုအပ်တဲ့အပူချိန်ထိပေးလိုက်မယ်လိုအပ်တဲ့ပူချိန်ဆိုဘယ်လိုကြည့်မလဲဆိုဘိုးစီမဖြစ်ရဘူးပေါ့နော်ပြကြလို့ရှိရင်ငါးလေးက6ပြီးတော့ရဲနေလို့ရှိရင်အဲဆိုရင်တစ်ဖက်လှန်ပြီးလို့ရှိရင်ကျမတို့နော်ကြော်ပြီးလို့ရှိရင်ကျမတို့စားလို့ရတယ်ပေါ့နော်ကျမတော့ဒီမှာငချစ်ကြော်တဲ့အခါမှာပေါ့နော်အဲစားရယ်စနွင်းရယ်တဲ့တံပြူလေးပဲထည့်တာပေါ့ချိုမှုကြိုက်တဲ့သူကချိုမှုဆိုမှကျမတို့ချိုမှုကမကြိုက်လို့တော့မဟုတ်ဘူးပေါ့နော်ကောင်းတော့အချို့ကကြာအချိုမှုပိုင်ကောင်းတယ်လို့ပြောကြတာပေါ့နော်ဒီခါကျမတော့ချိုမှုမထည့်တာတော့များပါဒါပေမဲ့အင်္ဂလူတွေကအချိုမှုကြိုက်တော့ကြာကျမသူတို့စားတော့ကျမလည်းစားတာပေါ့နော်ဒါပေမဲ့အချိုမှုကကြတော့ဒီအနေရကင်းတဲ့အချိုမှုကပို့ပြီးတော့ကောင်းတယ်သူအတီးရမှုန့်လို့တောင်းကတော့ပစုံလို့ကတော့လှုပ်တဲ့မှုန့်တွေကကြာသွားဝစစ်တွေပို့ပြီးကျမရင်းနေညီရပေါ့နော်စီဆိုလည်းအဲ့လိုပဲပေါ့နော်တဘာဝစစ်လုပ်တဲ့အရာတွေကပို့ပြီးတော့ကျမရင်းနေညီတယ် organic အစားအစာတွေစားရင်တော့ပို့ပြီးတော့တည်ရက်တွေဆိုလည်း organic အစားအစာတွေစားတဲ့မှာပေါ့နော်ဒီမှာကျမရင်းတဘာဝစစ်ဆိုးလေးတွေပါတယ်မပါတဲ့ဟာတွေပေါ့အဲ့ဒါတွေကတော့အနေရကင်းပါလေစီဆိုလည်းဘက်စီစစ်နှမ်းစီစစ်စားနိုင်ရင်တော့အကောင်းဆုံးပေါ့နော်ထူတာဒီကငါးလေးနဲ့ငါကြော်နဲ့စီစမ်းနဲ့စားရင်လည်းကောင်းပါတယ်ဒါမှမဟုတ်ရင်လည်းငါးကိုအသေးလေးတွေကိုက်ပြီးတော့ကြက်သွန်နဲ့ခင်းကျင်လေးနဲ့ကြက်သွန်မြေတို့နန်းနန်းပင်တို့နဲ့တုပ်စားရင်လည်းကောင်းပါတယ်ဒါမှမဟုတ်ရင်လည်းမှာခင်းကျင်စီနဲ့အမှာလည်းနန်းနန်းပင်တို့နဲ့ချက်စားရင်လည်းကောင်းပါတယ်ဒါတော့ကိုကြိုက်နှစ်သက်တယ်လို့စားတာတော့ကောင်းလို့ပေါ့အခုကတော့ကျမကတော့ဒါမနေ့ကတနေ့ကကြော်ထားတဲ့ငါးလေးကိုမနေ့ကမနှွေးလိုက်ရလို့လက်တူးသွားမှဆိုလို့ပြန်ပြီးတော့မှထမင်းစီစမ်းလေးနဲ့စားမှာဖြစ်ပါတယ်ဒါတော့ဒါကျက်သွားပြီပေါ့နော်ရသွားပြီပေါ့နည်းနည်းရဲလေးဖြစ်သွားပြီပေါ့နော်ရဲ6ကလေးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒါကစားရင်လည်းအနေကင်းမယ်ပေါ့ဘိုင်းနာတွေဘာတွေမဖြစ်တော့ဘူးပေါ့နော်ငချစ်ကြော်သမင်းစီစမ်းလေးနဲ့မနေ့စားပါမယ်